ဗျာဒိတ်ကျမ်းခန်းကြီး15တဖန်တော်ဖျားသခင်၏အမျက်တော်ကိုပြီးစီးစေသောနောက်ဆုံးဘေးဒဏ်9ပါးရှိသောကောင်းကင်တမန်9ပါးတည်းဟူသောကောင်းကင်၌အံ့ဖွယ်သောနမိတ်ကြီးအခြားတစ်ပါးကိုငါမြင်ရ၏မိနှင့်ရောသောဖန်ရီကံကဲ့သို့ရှိသည်ကိုလည်းမြင်ရ၏သားရဲနှင့်၎င်းသူ၏ရုပ်တုနှင့်၎င်းသူ၏နာမအရေးအတွက်နှင့်၎င်းလွတ်၍အောင်မြင်သောသူတို့သည်ဖျားသခင်၏ဆောင်းတော်တို့ကိုကင်လျက်ဖန်ရီကံနားမှရက်နေကြသည်ကိုမြင်ရ၏ထိုသူတို့သည်ဖျားသခင်၏ကျွန်မောရှေသည်ချင်းနှင့်တိုးတငယ်၏သည်ချင်းကိုတည်၍အနန္တတကိုးနှင့်ပြည့်စုံတော်မူသောထာဝရရှင်ဖျားသခင်ကိုယ်တော်၏အပြုအမူတို့သည်ကောင်းမြတ်၍အံ့ဩဖွယ်ဖြစ်ကြပါ၏လူမျိုးတို့၏ဘုရင်ကိုယ်တော်၏အကျင့်တလေးတို့သည်ဖြောင့်မတ်ဟုတ်မှန်ကြပါ၏အိုထာဝရဘုရားကိုယ်တော်ကိုမကြောက်ရွံ့ဘဲနာမတော်ကိုမချီးမွမ်းဘဲအဘယ်သူနေရပါအံ့နည်းကိုယ်တော်တပါးဤသာလျှင်တန်ရှင်းတော်မူ၏တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည်ထင်ရှားသည်ဖြစ်၍လူမျိုးပေါင်းတို့သည်လာ၍ရှေ့တော်၌ကိုးကွယ်ကြပါလိမ့်မည်ဟုရှောက်ဆိုကြ၏ထို့နောက်ငါကြည့်လျင်ကောင်းကင်ဘုံ၌တသက်ခံတော်မူချက်ထာပနာယတဲတော်ရှိသောဗိမာန်တော်ကိုဖွင့်ထားပြီးဘေးရန်9ပါးရှိသောကောင်းကင်တမန်9ပါးတို့သည်စင်ကြယ်ပြောင်လက်သောပိုက်ဆံအဝတ်ကိုဝတ်လျက်ရင်၌ရွှေရင်စည်းကိုစီးလျက်ဗိမာန်တော်ထဲကထွက်လာကြ၏တတဝ၄ပါးတွင်တပါးသည်ကဘာအဆက်ဆက်အသက်ရှင်တော်မူသောဖျားသခင်၏အမျက်တော်နှင့်ပြည့်သောရွှေဖလား9လုံးကိုကောင်းကင်တမန်9ပါးတို့အားပေး၏ဖျားသခင်၏ဘုန်းတော်အာနုဘော်တော်ကြောင့်ဗိမာန်တော်သည်မိခိုးနှင့်ပြည့်၍ကောင်းကင်တမန်9ပါး၏ဘေးဒဏ်9ပါးမကုန်မီတိုင်အောင်ဗိမာန်တော်ထဲသို့အဘယ်သူမျှမဝင်နိုင်ဖတ်တော်သောကျမ်းပိုင်အဖြစ်နားထောင်ကြသောညီကိုမောင်နှမအရောက်စီတိုင်းပေါ်မှာဘုရားသခင်တည်တံ့ကောင်းကြီးပေးပါစေအာမင်